ဝင့်မင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့အခုလူတွေကြားမှာခစ်စားနေတဲ့ခွေးဥပြန်ယောဂပေါ့ခွေးဥပြန်ယောဂကြိုတင်ကာကွယ်လို့ရလဲကာကွယ်ဆေးထိုးထားမှာပဲရမယ်နောက်တစ်ခုကဖြစ်ပြီးကြိုက်ပြီးဆိုရတဲ့ကာကွယ်ဆေးကိုချက်ချင်းပြီးထိုးနိုင်မှာရတယ်မဟုတ်ဘူးဆိုရင်တော့သူကအသက်ဆုံးရှုံးနိုင်တဲ့အထိအန္တရာယ်များပါတယ်အဲ့တော့ခွေးဥပြန်ယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာမခံရှုထောင့်ကနေရောဘယ်လိုလုပ်လို့ရလဲပထမတစ်အချက်ကျွန်တော်တို့မှာ one net solution ရှိပါတယ် one net solution ဆိုတဲ့ကျန်းမာရေးအာမခံဒီခွေးကြိုက်ခံရလို့ကြောင်ကုတ်ခံရလို့ဆေးထိုးမယ်အဲ့ဆေးဖို့တွေပြန်ပေးပါတယ်အဲ့တော့ကိုသားသမီးပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်ခွေးကြိုက်ခံရတဲ့ကြောင်ကုတ်ခံရတဲ့ချက်ချင်းကာကွယ်ဆေးကိုဘယ်ဈေးနှုန်းနဲ့ဖြစ်ဖြစ်ရအောင်ထိုးပါထိုးပြီးသွားရတယ်အဲ့ဒီပေါချာနဲ့တူကျွန်တော်တို့ကကလိန်ပြန်တင်လို့ရပါတယ်နောက်တစ်ခုကတော့ critical illness critical illness မှာယောဂကြီး39မျိုးကိုအကာအကွယ်ပေးတာအကာအကွယ်ပေးတဲ့အထက်မှာသူဒီခွေးဥပြန်ယောဂပါတယ်တကယ်လို့များမတော်တဆကိုကခွေးဥပြန်ယောဂဖြစ်ခဲ့တယ်မိမိတော်၎င်းမိမိရဲ့သားသမီးတော်၎င်းခွေးဥပြန်ယောဂဖြစ်ခဲ့တယ်သူ့အတွက်အစိုးရတဲ့ကကာယကံရှင်အတွက် critical illness အာမခံဝယ်ထားမယ်ဆိုရင်900ဆို900 1000ဆို1000အလုံးလိုက်အာမခံကုမ္ပဏီကနေပြီးရော့သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကငွေကြီးအပြင်တော့ကာကွယ်လို့ရပါတယ်အာမခံထားပြီးတော့မှစီပူတွေကာကွယ်လို့ရတယ်သူ့ရဲ့ဝင်ငွေစီးကြောင်းရှက်သွားရင်သူ့နေရာမှာအစားထိုးပြီးတော့မှလုပ်လို့ရမယ်ဒီမိသားစုအတွက်အသုံးဝင်မဲ့ပတ်စံတွေထားခဲ့လို့ရတဲ့အာမခံမျိုးတွေရှိပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုတူတာပါအဓိကဒီပြောပြချင်တဲ့အကြောင်းအရာကတော့ AI ရဲ့ one health solution one health solution ကဘာတွေလဲဘလို့ကောင်းတာလဲဘလို့အားနည်းချက်အားသာချက်ကလေးတွေတချို့ဒါလေးတွေကျွန်တော်ပြောသွားပါမယ်ပထမဆုံးတစ်ခုကတော့သူဒီဆေးရုံဆေးကန်းကိုပြရုံနဲ့တော့မရပါဘူးသူ့ရဲ့အားနည်းချက်ဆေးကန်းပြရုံနဲ့ outpatient ပြရုံနဲ့မရဘူးသို့တော့ inpatient ဖြစ်သွားပြီဆေးရုံတက်လိုက်ရပြီဆေးရုံတက်လိုက်ရပြီဆိုတာနဲ့ရှေ့ကရက်60အတွင်းမှာဆေးကန်းပြထားခဲ့တဲ့ဟာတွေအကုန်လုံးပြန်ပြီး claim လို့ရပါတယ်ဆိုလိုချင်တာတော့ကျွန်တော်ကကျမ်းမာရေးအာမခံဝယ်ထားတယ် one net solution ဝယ်ထားတယ်ကျွန်တော် fight out တယ် fight out တော့ကျွန်တော်လမ်းထိပ်ကစီးကမ်းမှာတော့ပြတယ်တစ်ခါပြတယ်မတက်တာအောင်နောက်တစ်ခါတော့ပြတယ်မတက်တာအောင်မတက်တာတဲ့ချိန်ကျတော့ကျွန်တော်ဆေးရုံကိုရောက်သွားတယ်ဆေးရုံရောက်သွားတဲ့ချိန်ကျမှဆရာဝန်ဟာခင်ဗျမရဘူးခင်ဗျဆေးရုံတက်ရမှာဆိုရင်ဆေးရုံတက်လိုက်ရတယ်ဆေးရုံတင်လိုက်တယ်အဲ့ချိန်ကျရင်ကျွန်တော်ရဲ့ဆေးရုံပြထားခဲ့တဲ့ရှိကစီကံပြထားခဲ့တဲ့ဟာတွေအကုန်လုံးရက်60အတွင်းမှာပြခဲ့တဲ့ဟာတွေအကုန်လုံးဒီအကျုံးဝင်သွားပါတယ် pre hospitalization ဆိုပြီးတော့မှအဲ့ကောင်းစင်တဲ့အတူကျွန်တော်တို့ကပြန်ပြီးတော့မှ claim လို့ရပါတယ်